ကန်ချုံအဲ့ပါမြင်တွားကြထိုးနေရလေတွားစားထိုးတာတော့ကျမလည်းမြင်တာပေါ့တွားစားထိုးရင်ဘာစဉ်းစားနေတာလဲလို့မေးနေတာအော်ဘာလို့စဉ်းစားပါမလဲမိမရဲ့ဟိုတွားကြညက်လို့တွားကြထိုးနေရလေကိုကန်ချုံရှင်ကျမအောင်မလိမ့်နဲ့ကျမအောင်အမှန်တိုင်းပြောဟမ်ငါမညာပါဘူးငါအမှန်တိုင်းပြောနေရပါမိမရဲ့ညားတာမှ2ရက်နဲ့တစ်ပိုင်းမရှိသေးဟိုမိမအကြောင်းစဉ်းစားရတာနဲ့ဒီမိမအကြောင်းစဉ်းစားရတာနဲ့ကိုကန်ချုံရှင်ဟာလေဟာဒုက္ခပဲမိမရဲ့ဘုရားစုမိုးချိုးပြစ်ပါဟာငါတွားကြညက်လို့တွားကြထိုးနေရဘယ်မိမအကြောင်းမှငါမစဉ်းစားပါဘူးဒီလောက်လက်ပိုးလက်ချက်မိနေရတော့မရှင်ကကျမကိုပြောင်းလဲပြောင်းစားလုံးချင်သေးရနော်ကိုကန်ချုံဟာတည်ခြင်းတရားဆိုတာကြီးကဘယ်အချိန်မှရောက်လာမလဲဆိုတာဘယ်သူမှမသိနိုင်ဘူးဗျအဲ့ဒါကြောင့်မန်တွေမာနတွေမကူးကွယ်ခြင်းတော့မာနကြောင့်ရလာမယ့်အောင်နိုင်မှုတဲ့နှိမ်ချမှုကြောင့်ရလာမယ့်အေးချမ်းမှုကိုပဲလိုချင်တယ်ဟုတ်ကြကျမဘာလုံးနေလဲတွေ့လားဝဲစားတွေချော့နေရလေအဲ့တော့ရှင်ဘာလုံးရမလဲသိတယ်မလားဟာညအီမိုးချုပ်ကိုဝဲမချော့ခြင်းဘူးမနှမ်းမချော့မယ်ရှင်အဲ့လိုတွေတုံးနေလို့ဂူးထက်ဒီကလေးမရတာအလေလေးခဏပြန်ရင်လို့ပတ်စံလေးစုနေပါတယ်ပတ်စံကအရင်ပြန်သွားတော့ကိုယ့်လေကိုမရောက်နိုင်ဘူး